ဒီနေ့မှာတော့ရှမ်းအလံလောက်ပါနီးကျွန်တော်တခုတီးထားပါဒီရှမ်းအလံလောက်တဲ့နီးတွေးခဲပါဒီလိုအပ်တဲ့ပစ္စည်းတွေကိုယူလိုက်ပါမည်အယောင်များလိုအပ်ပါဒီ She went home like John. She went home. အဖြူရောင်ပြင်ဒီထဲမှာကျွန်တော်တို့အဝါရောင်ထည့်မယ်ပြီးရင်ခဏဝါစိတ်โอเคပြီးဒီထဲမှာကျွန်တော်အနီပြန်ထည့်မယ်โอเคပြီးအဖြူအောင်ထည့်လိုက်မယ်ပြီးအလယ်မှာရှားအလံရရှိပါဒီအရန်ကြီးရလာပါဒီ